င်္ဂလာပါ။ဒီနေ့ခဏကိုတိုင်းလေးကိုတင်ပေးမယ်အတွက်ဘာတွေလိုအပ်မလဲဆိုတော့နော်။ဘာတွေလိုအပ်မလဲဆိုတာကိုအမပြောပြပေးမယ်နော်။ဘာတွေလိုအပ်မလဲဆိုလို့ရှိရင်အမတို့ပထမဦးဆုံးခဏကိုတိုင်းတိုင်းမယ်ဆိုလို့ရှိရင်ဒီလိုအတိုင်းလေးတွေပေါ့နော်။ခဏကိုတိုင်းရမယ်အတိုင်း list လေးတွေတင်တယ်။ခဏကိုတိုင်းရမယ် list လေးတွေတင်တယ်နော်။အဲ့ list လေးတွေကဘာလေးတွေလဲဆိုတာကိုအမဖတ်ပြမယ်နော်။ပထမဦးဆုံးနံပါတ်1ကယင်ဆိုရင်ပတ်လေကိုပြောတာဖြစ်တယ်နော်။နောက်ခန္ဓာကိုယ်ရဲ့ပထမဦးဆုံးကရင်ပတ်လေပြီးတော့ခါပတ်လေနော်ခါပတ်လေပြီးတော့ဘိုက်ပတ်လေနော်ဘိုက်ပတ်လေပြီးတော့တင်ပတ်လေပြီးတော့တင်အမြင့်နော်ဒီအခါကြလို့ရှိရင်ငါတို့ရင်ပေါ်ပတ်လေနောက်ရင်အောက်ပတ်လေနော်အဲ့ဒါတခါတည်းတစ်ပြိုင်တည်းအဲ့ဒါကိုတိုင်းထားမယ်ဘာလို့လဲဆိုတော့သူကပတ်လေအတိုင်းနေဖြစ်တာမလို့သူ့ကိုတစ်ပြိုင်တည်းထည့်တိုင်းသွားမယ်ဒီမှာရေးထားတာတော့ရင်ပေါ်ပတ်လေရင်အောက်ပတ်လေအစဉ်တိုင်းကြတယ်မှာကြမယ်နော်အခုအဲ့ဒါမှာတခါတည်းပတ်လေတိုင်းရမယ်အတိုင်းလေးကိုတခါတည်းပြောသွားတာနော်အဲ့ဒါလေးတစ်ချက်မှတ်ထားပြီလားဆိုတော့ရင်ပေါ်ပတ်လေရင်အောက်ပတ်လေတခါတည်းတိုင်းသွားမယ်တင်အမြင့်ပြီးတော့ဗောနော်ရင်ပေါ်ပတ်လေရင်အောက်ပတ်လေပြီးတဲ့အခါရင်ခွာတိုင်းမယ်ရှေ့ကျမ်းပါနော်ပြီးတဲ့အခါလက်မောင်းဘေးပတ်လေနောက်လက်မောင်းတစ်ဝက်နော်ပြီးတဲ့အခါရင်ထိတ်မှာပခုံးချီပြီးတဲ့အခါရင်ထိတ်မှာရှေ့လေပင်အကျအဲ့ဒါခါရှေ့လေလိုက်နော်ရှေ့လေလိုက်နောက်ရှေ့ရင်ကျဲဒီအခါရှေ့ခါမှာလေပင်ထိတာအရှေ့ဘက်မှာတိုင်းရမယ်ဟာတွေခါနဲ့ရေးသွားတာနော်ပြီးတော့မတို့နောက်ဘက်ကိုထည့်မယ်နောက်ချမ်းပေါ့နောက်ချမ်းကိုလဲလိုက်တဲ့အခါကျတော့ပခုံးပြီးတော့ပခုံးတစ်ဝက်ပြီးတော့နောက်ကြောကျဲနောက်လေလိုက်နော်နောက်ခါမှာလေပင်ထိဒီအခါကျတော့ဂျိုင်းပတ်လေဒီအခါလေရင်ဝပြီးတော့လက်မောင်းတစ်ဝက်အထိအရှိနောက်တရောင်ထိအရှိနောက်တစ်ခါလက်စကားအထိအရှိနော်လက်စကားအထိအရှိနောက်လက်ကဝတ်အထိအရှိပြီးတော့မှဒီလက်ပတ်လေပေါ့နော်အရှိတွေရဲ့ပတ်လေတွေပေါ့လက်ဝပတ်လေတွေမှာကြတော့အမကိုယ့်ဘက်ကိုအစဉ်တိုင်းမှတ်သွားမယ်ပေါ့နော်လက်ဝပတ်လေတွေကြတော့မြင်းဆောင်လေးခံပြီးတော့မှတ်မယ်ပတ်လေရဲ့အခြေတွေကိုပေါ့နော်မြင်းဆောင်လေးခံပြီးတော့ငါတို့တိုင်းသွားမယ်နော်ဒီအခါကြလို့ရှိရင်ဘာလို့မလဲဆိုရင်ဘုံပေါ့နော်ရင်ဘုံဆိုတာမိန်းကလေးတွေရဲ့အင်ကြီးမှာဘယ်ဘက်ကိုဖုံးတာလားညာဘက်ကိုဖုံးတာလားခမေးဆိုလို့ရှိရင်လည်းဘယ်ကိုဖုံးတာလားညာကိုဖုံးတာလားပေါ့နော်အဲ့ဒီအတိုင်းလေးတွေနော်ဒီအခါကြလို့ရှိရင်စကတ်အရှိခမေးမဲချုပ်စကတ်တွေပဲချုပ်အရှိလိုတယ်လေဆိုရင်ခါနေပြီးတော့အောက်ကိုဘယ်လောက်ထိရှိမှလဲပေါ့နော်ဘယ်လောက်ထိရှိမလဲဆိုတချို့ကကြတော့လေဒူးအောက်တို့ဒီလုံးလဲတို့စကတ်ဆိုရင်ပေါ့နော်3လွားတို့4လွားတို့ခမိန်တို့ဆိုရင်တော့ချင်းရက်စီလားဒါမှမဟုတ်ရင်ချီပွားတိုက်လာပေါ့နော်ဒီမျိုးတွေဒီနဲ့တိုင်းတာလေးတွေတိုင်းမယ်နော်ဥပမာအဲ့တိုင်းလေးတွေကိုတိုင်းပြပြီးမယ်ဒေစာလေးလိုက်ကြည့်ပြတာပါအဲ့တော့အခုတိုင်းမှာကအမတို့ပထမအဆုံးလိုအပ်တာကပေါ့နော်အဲ့မတိုင်းခင်မှာအဲ့ဒီ list လေးပေါ့ဒီ list လေးကိုအရင်ရေးထားတယ်အမအခုတစ်ခုချင်းပြောသွားတာလိုက်ရေးလို့ရအောင်ပြောသွားတာနော်အဲ့ဒါလေးကိုစာရုပ်လေးမှာလိုက်ရေးမယ်ရေးပြီးတော့မှပြီးတဲ့ခါကျတော့ကိုယ့်ကိုယ်လုံးကိုတိုင်းတာပဲဖြစ်ဖြစ်တခြားတယောက်ကိုတိုင်းတာပဲဖြစ်ဖြစ်အဲ့မှာဒီမှာအကွက်ကလေးလောက်တာနော်ဒီအကွက်ကလေးထဲမှာမတို့တိုင်းထားတဲ့အခြေလေးတွေကိုအကွက်ကလေးထဲမှာထည့်သွားမယ်နော်ဒီအကွက်ကလေးထဲမှာထည့်သွားမယ်နော်ဒီအကွက်ကလေးထဲမှာထည့်သွားမယ်နော်โอเคအဲ့ဒါဆိုလို့ရှိရင်တိုင်းတာလေးပြရအောင်နော်